စားတော့မပြောတော့ဘူးလို့နေခဲ့တာပဲဗျာဒါပေမဲ့မပြောတဲ့ဘူးထင်ပေမဲ့ပြောတဲ့တယ်ထင်လို့ကျွန်တော်ပြောပြမှာပေါ့နော်ဘာလဲဆိုတော့တခုကတော့စော်ကားခံရတာပေါ့ဒါပေမဲ့နှစ်ခုသလုံးစော်ကားခံရတယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့တန်ကီနည်းပညာနဲ့ပတ်သက်တဲ့တန်ကီ data တွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော် line ပေါ်မှာ sharing လုပ်နေတာ4နှစ်3နှစ်နီးပါးကျော်သွားပြီပေါ့နော်4နှစ်ထဲရောက်လာfusion နဲ့ non fusion ဆိုပြီးတော့ကျွန်တော်ပြောခဲ့ဘူးလေဒါထားပါသူမမြင်ခဲ့သည်ရှိတော့မြင်ခဲ့သည်ရှိတော့ကျွန်တော်သူ့ကိုပြစ်မပြောလို့ပါနောက်ဆက်တန်ကြီးကိုချော်နဲ့တန်ကြီးဒါခွဲတတ်လာတဲ့တန်ကြီးတက်ကနဲ့ကျွန်တော်တန်ကြီးခေါင်းတန်ကြီးနဲ့ပတ်သက်လို့လုပ်ငန်းတစ်ခုနဲ့ပတ်သက်လို့အာမခံပေါ့နော် responsible and accountable ဆိုတဲ့အာမခံတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့နေရာတစ်ခုကျွန်တော်2006ကနေဒီကာလပေါ့နှစ်ပေါင်း20နဲ့နီးပါးပေါ့နော်2006ဆိုတော့ sorry 16နှစ်နီးပါးလောက်ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့နေရာတစ်ခုကိုကျွန်တော်တာဝန်ယူခဲ့တယ်ကျွန်တော်တာဝန်ယူခဲ့တဲ့တာဝန်ကတနေ့ကိုလူပေါင်း3သိန်းနီးပါးလောက်ရဲ့အသက်ကျွန်တော်တာဝန်ယူရတယ်ကျွန်တော်လုပ်ငန်းပေါ်စားရင်ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုပေါ်စားရင်လူတွေရဲ့အသက်ကျွန်တော်လက်ထဲမှာရှိတယ်အဲ့ဒီလုပ်ငန်းကိုကျွန်တော်တာဝန်ယူခဲ့ပါတယ်ခေါင်းဆောင်တယောက်အနေနဲ့ကျွန်တော်တာဝန်ခံခဲ့တယ်အဲ့ဒီလိုတာဝန်ခံခဲ့တဲ့ပုံမှာနောက်တန်ကြီးနဲ့ပတ်သက်လို့လည်းကျွန်တော်လက်အောက်မှာလူပေါင်းအရင်တော့တရားနဲ့ကျော်ရှိတယ်လက်ရှိမှာ85ယောက်ဒီဘက်လောက်ရှိတယ်ကျွန်တော်တာဝန်တစ်ခုကနေကျွန်တော်အနာယူလိုက်တယ်ဒုဝိတိကျွန်တော်တာဝန်တစ်ခုကြီးကြီးမားမားကျွန်တော်တာဝန်ခံခဲ့တယ်တန်ကင်းနဲ့လည်းပတ်သက်လို့တာဝန်ခံတယ်အလုံးနဲ့ပတ်သက်လို့လည်းတာဝန်ခံခဲ့တယ်ဘာဆိုရခံရလဲဆိုတော့ fusion နဲ့ non fusion ဆိုတဲ့ဝါရတော့မတိပဲနဲ့ခေါင်းဆောင်တွေဖြစ်နေတယ်တန်ကီရဲ့ data ချက်လက်ကိုမတိပဲနဲ့ခေါင်းဆောင်တွေဖြစ်နေတယ်တန်ကီတွေတော့တော်တယ်ကျွန်တော်အရင်ပြောခဲ့ဦးပါတယ်တန်ကီအကြောင်းဘာလုံးဝမသိဘူးတန်ကီတော့တော်ကြတယ်ဘာလို့တော်ကြတနေ့တာကနေတစ်ပတ်ပေါ့တစ်ပတ်တာကနေတစ်လတာကနေနှစ်ကနေနှစ်တီထပ်လာတော့တရားပဲဆိုနေရတော့ဒါတွေပဲရှင်းနေတော့လက်သားတက်လာတာပေါ့ပြောချင်တာကလက်သားတက်လာတာဘာမှနားမလဲဘယ်သူ့ကိုဘယ်လောက်ခေသားနဲ့ဘယ်သူ့ကိုဘယ်လောက်ခေဘယ်သူ့ကိုဘယ်လိုခေဆိုရမှာဆိုတာမသိဘူးတို့ဤခေသားကတော့လှနေတယ်ဘာပြောလဲဆိုတော့ချောနဲ့တန်ကင်းနဲ့ခွဲတယ်လားတဲ့ကျွန်တော်ရှင်းတယ်လည်းမကောင်းဘူးတို့ဒီကျွန်တော်ဂုံတုကုန်ပြန်မလုပ်ခဲ့ပါဘူးကျွန်တော်ဘာတော့မင်းဘာလို့ကျွန်တော်မပြောခဲ့ပါဘူးနောက်တစ်ယောက်တန်ကင်းဆိုတာတဲ့မီးနည်းနည်းလေးနဲ့စော်တတ်မှဇေယျကွာတဲ့ကျွန်တော်ရည်မိတယ်non fusionဆိုတဲ့ဝိလောကကိုကျွန်တော်တို့နိုင်ငံအနေနဲ့ဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးဖြစ်တယ်လို့ကြုံတယ်လို့နောက်ညီလေးတယောက်ကကျွန်တော်ကိုပြောတယ်တင်မောချင်းတင်မောကြီးသမားကြီးအကုန်တွန်းမှန်ပါတယ်တင်မောသားကြီးတင်မော line မှာလုံနေတဲ့ခေသမားကြီးတိတ်တော်ကျွန်တော်တွေ့ခဲ့တယ်ကျွန်တော်လည်းထားပါ16နှစ်လောက်ကကျွန်တော်တွေ့ခဲ့တယ်တိတ်တော်လားကျွန်တော်ရည်တဲ့ခုချိန်လေးမစော်ဘူးပေါ့ position 4မျိုးတော့ဘာမှမသိဘဲနဲ့ခေဆိုနေကြတယ် position 4မျိုးဟာ filler and group wedding ဆိုပြီးတော့2မျိုးထပ်ခွဲတယ်ကျွန်တော်ပြောဦးပါတယ်ကျွန်တော်တင်ခဲ့ဦးတယ် filler and group filler မှာ1 at 2 at 3 at 4 at ဆိုပြီးတော့4မျိုးရှိတယ် group မှာ1 at 2 at 3 1G 2G 3G 4G ဆိုပြီးတော့တက်ရှိတယ်နောက်တစ်ခါ 2G 5G 6G ဆိုပြီးတော့
နောက်တစ်ခါတက်ရှိတယ်ပြောမယ်ဆိုရင် 1 2 3 4 1G 2G 3G 4G 10မျိုး 2G 5G 6G ဆိုပြီးတော့3မျိုး17မျိုးရှိ fill and group ဆိုကျွန်တော်ခေါင်းဆောင်တယောက်နေရာကိုနေခဲ့တာခေါင်းဆောင်တယောက်နေရာကိုကျွန်တော်ရခဲ့တာခေါင်းဆောင်တယောက်နေရာ accountable and responsible တာဝန်ယူမှုတာဝန်ခံမှုတွေကျွန်တော်နေလုပ်ခဲ့တာကျွန်တော်တို့ဓာတ်တွေကုန်သိရတယ်ကျွန်တော်တို့ဓာတ်တွေကုန်လုပ်ရတယ်ကျွန်တော်တို့ဓာတ်တွေနေ့တူကကျွန်တော်တို့အောက်လက်ငယ်သားကိုလည်းကျွန်တော်ဖွဲ့သားပေါ့ sorry ကျွန်တော်စကားပြောမှာတော့ကျွန်တော်ဖွဲ့သားတွေကျွန်တော်ညီကိုတွေကျွန်တော်ညီတွေကျွန်တော်နောက်ကတင်းနေနေ့တူကကျွန်တော်တို့ရှင်းပြတယ်မနေ့တိုင်းရှင်းပြတယ်လိုအပ်တဲ့ချိန်တိုင်းရှင်းပြတယ်လိုအပ်တဲ့ချိန်တိုင်းတွက်ပြဘာလို့တော့သူတို့ဓာတ်တွေအကုန်သိတယ်သူတို့လှုပ်ချိန်မရှိဘူးမိသားစုစာဝန်နေအကြောင်းကြောင်းနေတယ်သူတို့စာဖတ်ချိန်မရှိဘူးအဲ့ရှိတဲ့လူကရှင်းပြတယ်အဲ့ပုံမှာကျွန်တော်ချော်တဲ့တန်ကြီးနဲ့ခွဲရလာတယ်ဆိုပြီးကျွန်တော်စော်ကားတယ်ကျွန်တော်အံ့ဩတယ်ဖြူရှင်းနမ်းဖြူရှင်းဆိုတာဘာမှမသိတဲ့အကောင်ကကျွန်တော်စော်ကားတယ်ဘာဒီဂရီဘာဒီပလိုမာမှမရှိတဲ့ကောင်ကကျွန်တော်စော်ကားတယ်မှန်ပါတယ်ကျွန်တော်ကြုံတွေ့ရတဲ့တွေ့ကြုံက mechanical power ကျွန်တော် civil engineer တိုင်းမှာကျွန်တော်နည်းနည်းလေးကတိကောက်မစိုးတလောက်လေးဖြစ်ခဲ့လို့လေကျွန်တော်တက်ခေါက်ခဲ့တယ်ကျွန်တော်တို့ mechanical engineer စိုက်မှာ data ချက်လက်ကိုအဆင့်တန်းရှိပေးတယ်အဆင့်တန်းရှိပေးတာ civil engineer site civil engineer သမားတိုင်းကိုပြောတာမဟုတ်ဘူးเนาะ engineer သမားတိုင်းကိုပြောတာမဟုတ်ဘူးကျွန်တော်ကြုံတွေ့ခဲ့ရတဲ့နေရာကိုကျွန်တော်ပြောတာကျန်တဲ့နေရာကိုကျွန်တော်ပြောမှဆိုမှရှင်ကျွန်တော်တောင်းမှာကျွန်တော်ကြုံတွေ့တဲ့နေရာပဲကျွန်တော်ပြောတာเนาะထပ်ဆင့်ပြီးပြောတာပြောတဲ့နာကစောစောကျွန်တော်ပြောသလိုပဲ position 4မျိုးကို17မျိုးခွဲထွက်တယ်ဒါက electro ပဲနောက်တဲ့ MIG တို့နော် TIG တို့မပါပါ MIG မှာလည်း MIG မှာတက်လို့ TIG မှာလည်း TIG မှာတက်လို့နီးပညာတွေရှိတယ်ဒါပေမဲ့လူတွေကကိုကျင်လဲနေခဲ့တဲ့နေရာကိုကြက်စားနေရတဲ့နေရာကိုသမုဒ္ဒရာလို့ထင်ပြီးတော့တစ်ဖက်လူကိုစော်ကားတယ်တစ်ဖက်လူကိုနှိမ်ချတယ်တစ်ဖက်လူကိုနှိမ်ကွက်တယ်လောက်ကြပါနဲ့ကိုဘာလဲကိုဘာလဲဆိုတာအရင်လေ့လာပါဦးကျွန်တော်သူများကိုမစော်ကားဘူးသူများတွေရဲ့လိုအပ်ချက်လေးတွေကျွန်တော်ဖြည့်ဆည်းပေးနေတာဒါပေမဲ့ကျွန်တော်စော်အားခံရတယ်ကျွန်တော်နှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ကျွန်တော်ရဲ့နေရာတစ်ခုကျွန်တော်နာမည်တစ်ခုနဲ့မမရတည်ခဲ့တာကျွန်တော်စော်ကားကျွန်တော်မော်ကြည့်ရတဲ့လူမရှိရအောင်နေခဲ့တာတို့ဒီတန်ကြီးကိုဘာမှမသိပဲနဲ့ဖြူရှင်းနမ်းဖြူရှင်းတော့ဘာမှမသိပဲနဲ့မီးနဲနဲလေးနဲ့စော်တက်တယ်မှာဆရာကြီးတဲ့စီဆရာကြီးကြည်လေလောက်ကြပါဦးလောတဲ့ကပ်ဘေးတွေစိုက်နေတာမီးနဲနဲလေးနဲ့တာစော်ရင်ဖိုက်ကိုတူတာဝယ်ထားလိုက်တော့နော်မီးနဲနဲလေးနဲ့စော်မဲ့ဆရာများဖိုက်ကိုတူတာဝယ်ထားကြပါစင်ကောတာဝယ်ထားကြပါလို့ပြောချင်ပါတယ်ဒါတော့ electron နဲ့ပတ်သက်တာ17မျိုးလေးရှိသေးတယ်နော်ကျွန်တော်ကျန်တာမပြောသေးဘူးကျေးဇူးပါအဆင်ပြေခြုံမှုကြပါစေ